အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Sport for အားကစား channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီ page လေးမှာပေါ့နော်အားကစားသတင်းတွေနဲ့ပတ်သက်ပြီးတော့တင်ဆက်သွားအောင်မဖြစ်လို့ page လေးကို like and subscribe လုပ်ပေးကြပါဦးလို့ကျွန်တော်တို့ဒီတစ်ပတ် Super Semi မှာတော့ Premier League ပွဲစဉ်ရှင်ပြိုင်ကစားပြီးမှာတော့ Liverpool တင်းနဲ့ Manchester United တင်းတို့ England Derby ပွဲစဉ်ရှင်ပြိုင်ကစားခဲ့ရမှာဒီကျွန်တော်တို့ Man U အသင်းက Liverpool တင်းကို2-1နဲ့နိုင်ရရှိသွားခဲ့ပြီးတော့ဒီတစ်ဖက်မှာလည်းပေါ့နော်ဒီ Amorim ရဲ့ Man United အနေနဲ့ဒီကျွန်တော် Premier League Back to Back နိုင်ပွဲကိုပထမဆုံးချိန်ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်ဒီကျွန်တော်တို့ပွဲအကြောင်းကိုပြောမယ်ဆိုရင်ကျွန်တော် Liverpool တင်းအတွက်ပြတ်ပမာတွေကတော့ဒီကျွန်တော်တို့ဒန်ယာရရဲ့ Alisson မှာကိုသမား Mama Davili ဒီကျွန်တော်ဘိုးနောက်ခံလူဖြစ် Van Dijk Konate ညာနောက်ခံလူဖြစ် Bradley ဒီနောက်ခံလူဖြစ် Carcass ကျွန်တော်ကိုယ်လည်းမှာတော့ Carbon Bennett နောက်အလီလာအတွက်ဒီPMS မှာတော့ဒီကျွန်တော် Super Slide နဲ့တိုက်စစ်မှာတော့ကျွန်တော် Salah Capo နဲ့ Isak တို့ပေါင်းကစားခဲ့ကြတာဖြစ်ပါတယ်။Man United ရဲ့ကုလမနေရာမှာတော့ကျွန်တော်တို့ Sunny Lemon ကိုပဲပေါ်ထပ်ကစားခဲ့ပြီးတော့ဒီကျွန်တော်တို့ဘိုးနောက်ခံလူမှာတော့ Harry Maguire ဒီကျွန်တော် RCB မှာတော့ဒီ Matt Taylor နဲ့ဒီ SCB မှာ Luke တို့ကစားခဲ့ကြပြီးတော့ဒီကွင်းလယ်တွဲမှာတော့ကျွန်တော်တို့Tasmiro နဲ့ Bruno ဒီကျွန်တော် R2 မှာတော့ Ahmad Danio နဲ့ဒီ LU မှာတော့ဒီ Nico Dalot တို့ကဝင်ရောက်ရှင်ပြိုင်ကစားခဲ့ပြီးတော့ဒီကျွန်တော်တို့ရှေ့တန်းတိုက်စစ်မှာတော့ဒီ Mason Mount Ampupo နဲ့ Martin ရဲ့ကွန်ညာတို့ကဝင်ရောက်ရှင်ပြိုင်ကစားသွားပြီဖြစ်ပါတယ်ဒီကျွန်တော်တို့ဒီပြိုင်ပွဲဒီမှာပေါ့နော်ဒီကျွန်တော် Liverpool တင်းနေတယ်ပေါ့ဒီ2014ခုနှစ်နောက်ပိုင်း၄ဘွဲဆက်တိုက်ရှုံးကိုရေဆိုင်၄ဘွဲဆက်တိုက်ရှုံးနဲ့ရေဆိုင်ခဲ့ကြပြီးတော့ဒီကျွန်တော် Premier League 3ဘွဲဆက်တိုက်ရှုံးကိုရေဆိုင်ခဲ့ရလဲဖြစ်ပါတယ်ဒီကျွန်တော် Manchester United တင်းနေတယ်နော်ဒီ Fountain လက်ဆက်နောက်ပိုင်းမှာဒီကျွန်တော်2016ပေါ့နော်ဒီနောက်ပိုင်း FV ခုမှပြန်ပြီးတော့အနိုင်ရခဲ့တာဖြစ်တယ်ဒီကျွန်တော်နောက်ဆုံး FV မှာအနိုင်ရခဲ့တဲ့ပွဲကျွန်တော်ဒီ2016ခုနှစ်မှာဒီ Liverpool နဲ့ပေါ့နော်စီးတဘောကိုမရှိနဲ့နိုင်ရခဲ့ပွဲနောက်ဆုံး2016 FV မှာနိုင်ရခဲ့တာဖြစ်တယ်ပေါ့နော်โอเคကျွန်တော်တို့ဒီပထမဆုံးအနေနဲ့ဒီကျွန်တော်တို့ဒီပွဲအကြောင်းပြောမယ်ဆိုရင်ကျွန်တော်ဒီပွဲပြီးမှာလဘောက်တင်းနေတဲ့ဘောလုံးပတ်ဆိုင်မှု 64% ထိရှိခဲ့ပြီးတော့ Man United က 36% ပဲရှိခဲ့တယ်။goal ခံမှန်း goal expected goal ခံမှန်းချက်မှာ Liverpool က 2.75 ထိရှိခဲ့ပြီးတော့ Man United က 1.34 ပဲရှိခဲ့တယ်။တကယ်တမ်း goal ရတဲ့အချိန်မှာတော့ Liverpool တင်းက1 goal Man United 2 goal နဲ့ပွဲပြီးဆုံးသွားတာဖြစ်တယ်။ဒီ Liverpool တင်းက16ချိန်ကန်ခဲ့ပြီးတော့ goal ပေါက်6ချိန်တည့်တယ်။ဒီ Man United တင်းက12ချိန်ကန်ပြီးတော့ goal ပေါက်4ချိန်တည့်ပြီးတော့ Liverpool တင်းက1 goal Man United 2 goal နဲ့ပွဲပြီးဆုံးသွားတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီမှာပြောရမယ်ဆိုရင်ကျွန်တော်ဒီပထမပွဲဆက်စားခြင်းပေါ့နော် Man U တင်းကပထမအစောဆုံးမထင်မဲ့ကန်နဲ့ဥဆောင်ဖို့ရသွားတယ်ဒီကျွန်တော်တို့ဒီ Semi Lemon ကဒီကွင်းကိုရှေ့ကိုကန်နေပြလိုက်တဲ့ဘောလုံးကိုဒီကျွန်တော်ဗန်တိုက်ရှင်းတော့ကနေပြီးတော့မဂိုင်းကနေပြီးတော့ဒီရှေ့ကိုပြန်ပြီးခေါင်းနဲ့ချပေးလိုက်တဲ့အချိန်မှာကျွန်တော်တို့Liverpoolသမားတွေရှင်းထုတ်ဖို့ကြိုးစားမှာဒီကျွန်တော် Bruno ကဂျားရနေဘောလုံးရသွားပြီးတော့ဒီကျွန်တော်မြန်ဆန်ပဲအာမတ်ကိုဘောလုံးခင်းပေးလိုက်ပြီးတော့အာမတ်ကနေတစ်စင်းလွတ်နေ area တွေကိုဘောလုံးခင်းပေးမှာအမိုရီကLiverpoolသမားတွေနဲ့သူဗန်တိုက်ကိုကြော်ပြီးတော့ပြီးထွက်ပြီးတော့အပိုင်ပိတ်တင်ပြီးတော့ Man U တဲ့အဖွင့်ကိုတွင်းပေးသွားဖြစ်တယ်။ကျွန်တော်ဒီဘက်မှာဆိုရင် Man U ရဲ့ပထမမှာဒီ white area တောင်မှန်ပေါ့နော်တောင်မှန်ချမ်းရတဲ့အဓိကထိုးပေါက်သွားအောင်မြင်ရပြီးတော့ဒီ Liverpool သမားတွေနေအောင်တယောက်နဲ့တယောက်ပို့ပြီးအခြေဆက်မိမိကစားနိုင်ဖို့လိုရဆိုတော့လေမြင်သားစီရဲ့ပေါ်တပွဲလေးဖြစ်တယ်ပေါ့နော်အဲ့ကျွန်တော်ပွဲချိန်နဲ့ဆက်တော့မှာရလာတဲ့ကောင်တာကနေပြီးစင်ဒီမတိရဲ့ကွန်ညာကနေပြီးဒီအာမတ်ကိုခင်းပေးရမှာဒီအာမတ်ကဂိုးရီယာကိုဆွဲပြီးသွားပြီးတော့ Bruno Fernandes ကိုကျွန်တော်တို့ခင်းပေးရမှာလွတ်ကျွတ်ခင်းပေးလိုက်ရတယ်ဒါပေမဲ့ရလာတဲ့ Bruno Fernandes ကကောင်းဆုံးသုံးချနိုင်ခြင်းမရှိပဲတိုင်းထွက်ပြီးတော့ဂိုးလုံးပေါ်နဲ့ပြီးဆုံးသွားခဲ့တယ်ကျွန်တော်ဒီပထမပိုင်းပြီးဆုံးချိန်အထိပေါ့နော် Man U တို့ Liverpool ကိုတကိုးမရှိနဲ့ဦးဆောင်ထိုင်နေပြီးပွဲကို AAC ထိန်းကစားပြီးတော့ပထမပိုင်းပြီးဆုံးသွားတယ်ကျွန်တော်ပွဲချိန်ပွဲချိန်59မိနစ်မှာကျွန်တော်တို့ဒီပေါ့နော်Man U နေနော်အစောကြီးပဲဒီကျွန်တော် Casemiro နဲ့ Ahmad ကိုထုတ်ပြီးဝါကထိကြတဲ့ Casemiro နဲ့ Ahmad ကိုထုတ်ပြီးတော့ဒီကျွန်တော် Odegaard နဲ့ Doku ကိုထည့်သွင်းကစားခဲ့တယ်Liverpool တင်းနေနဲ့လည်းပွဲချိန်62မိနစ်မှာဒီတိုင်းစစ်ပြည်နေကျွန်တော် Curtis Jones Foden ဝင်းနဲ့ Eddie Carroll ကို Eddie Carroll ကိုဒီထည့်သွင်းကစားပြီးတော့တိုက်စစ်မြန်ကစားခဲ့ပဲเนาะဒီ Soboslai ကိုကျွန်တော်တို့ဒီR2 ကိုစဉ်းစားနေပြီးတော့ 4-2 ကစားခွင့်နဲ့တိုက်စစ်စင်ကစားလာခဲ့တာဖြစ်တယ်ဒီကျွန်တော် Man U တင်းကတော့ဒီ Mason Mount နဲ့ Sasco ကိုလူစားလဲပြီးတော့ဒီကွညာကိုဒီတောင်မချောင်းကိုထွက်သွားပြီးတော့ Sasco ရဲ့အမြဲပါလဲတုံးချပြီးတော့ပွဲကိုထိန်းကစားဖို့ကြိုးစားလာခဲ့တယ်လုံးနဲ့ပေါ့နော်ကျွန်တော်ပွဲချိန်82မိနစ်မှာတော့ Isak စာလူရောက်ခြေစာလူရောက်
ဝင်ရောက်ကစားလာခဲ့ပြီးတော့ဒီကျွန်တော်ပွဲချိန်28နှစ်မှာဒီကျွန်တော်မန်ယူနောက်ခံလူတွေရှုပ်ရှက်ခန့်နေကြရနေပြီးတော့ဒီဂိုးရှေ့ area ကိုဘောလုံးခင်းပြရမှာဒီလွတ်လွတ်ကျွတ်ကျွတ်ရှိနေတဲ့ကပ်ပူကပိတ်သွင်းပြီးတော့ဒီကျွန်တော်လီဗာပူးအသင်းအတွက်ခြေပါကိုသွင်းနိုင်ခဲ့ရဖြစ်တယ်လီဗာပူးအသင်းကနိုင်ဖို့ဒီကျွန်တော်ပေါ့နော်ဒီခြေပါကိုရချင်မှထပ်ပြီးတော့နိုင်ကိုရဖို့ပုံမကြိုးစားလာခဲ့တာမှန်ပေမဲ့ဒီမထင်မှဖက်နဲ့ကျွန်တော်တို့ပေါ့နော်မန်ယူတင်ကဥဆောင်ကိုရသွားခဲ့တယ်ပေါ့နော်ဒီကျွန်တော်တို့လီဗာပူးဂိုးသမားဒီကန်တင်ပေးတဲ့ဘောလုံးမကွမ်းရကကျွန်တော်ဂျားပြက်ရှင်းထုတ်ပြီးတော့ဒီဆက်စကိုဘောလုံးခင်းပေးရနေဆက်စကိုကနေတစ်စင်ဒီမတင်ရကူညာကိုလွတ်နေတဲ့စပေကိုခင်းပေးပြီးတော့ဒီကျွန်တော်ကိုရဖို့ဖန်တီးပေးခဲ့မယ်ကူညာအနေနဲ့ဂရောင်းကံဘောပဲဖြစ်သွားခဲ့တယ်ဒီရလာတဲ့ဂရောင်းကံဘောကိုဘရူနိုဖာနာဒက်ကတစ်စင်ဒီအဘူမိုပေါ့နော်ကျွန်တော်တို့လုတ်ကန်ဖို့ခင်းပေးတယ်ဒါပေမဲ့အမ်ဘူကန်တင်ရတဲ့တစ်စင်ပြန်ထွက်လာတဲ့ဘောလုံးကိုပဲဘရူနိုကနေတစ်စင်တိုက်အထက်ပြီးတော့ပြန်ကန်တင်ပေးရမှာဒီကျွန်တော်အသင်းဆောင်နေတဲ့ဒီဟယ်ရီမကွိုင်းယာပေါ့နော်ကျွန်တော်ဒီခေါင်းတိုက်ပိတ်သွင်းပြီးတော့ဒီမန်ယူတဲ့နိုင်ကိုတွင်းပေးတာနိုင်ခဲ့ဖြစ်ပါတယ်ဘရူနိုရဲ့တကယ်ကိုကောင်းမလာတဲ့ဖန်တီးမှုဖြစ်တယ်ပေါ့နော်ဒီကျွန်တော်အာနီစလော့အနေနဲ့ဒီဘွဲလုံးခြေစမ်းမပြနိုင်တဲ့ဒီမိုဟာမက်လက်ဆာလာကိုမထုတ်တာကတော့မိဖို့ထုတ်စရာဖြစ်ခဲ့တယ်85မိနစ်ထုတ်ပြီးတော့ frame bound နဲ့လူစားလိုက်ခဲ့ပြီမယ်ဟိုမှာနောက်ကျသွားခဲ့ပါပြီဒီဘက်မှာနောက်တစ်ချီကျူးမှာတော့ကျွန်တော်ဒီ Wolverhampton အသင်းကမက်သီးရဲ့ကွန်ညာကိုအခုဒီနေ့ပွဲမှာပြန်မြင်တွေ့ခဲ့ရတယ်ဒီမက်သီးရဲ့ကွန်ညာအနေနဲ့လီဗာပူးနောက်ခံလူတွေကိုအကောင်းဆုံးဒုက္ခပေးဆွကစားပြီးတော့ဒီမန်ယူအသင်းကိုစပေရအောင်ဒီလွတ်လပ်ကစားလို့ရအောင်ဖန်တီးသွားခဲ့တာဖြစ်တယ်ပေါ့နော်ဒီကျွန်တော်တို့ဒီမန်ယူအသင်းရဲ့ညာတောင်မှာဆိုလဲဒီကျွန်တော်တို့ဒီအာမတ်တန်နီယိုနဲ့ဒီဘရူနိုBrian Ambubo ပေါ့နော်ဒီအကောင်းဆုံးနှစ်ယောက်တွဲဖက်ကစားပြီးတော့ဒီလီဗာပူးအသင်းကိုကောင်းကောင်းကြီးဒုက္ခပေးသွားခဲ့တာတွေ့ရတယ်ဒီအာမတ်ထွက်သွားတဲ့အချိန်မှာဒီမန်ယူအသင်းနေတယ်ပေါ့နော်ဒီညာတောင်ပန်ချန်ဒါတော့ညာတောင်ပန်ချန်ကိုရောက်လာတဲ့အချိန်မှာဒီကပ်ပူအနေနဲ့မန်ယူအသင်းကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်ခဲ့တော့လည်းတွေ့ရတယ်ဒီပွဲမှာလီဗာပူးအသင်းအနေနဲ့ကန်ဆိုအန်လက်ကီဖြစ်တယ်လို့ပြောလိုက်ရတယ်ဒီကပ်ပူအနေနဲ့ဒီကိုရဖို့ကြိုးစားခဲ့ပေမဲ့3ချိန်တီတိုင်ထိသွားခဲ့တယ်ပေါ့နော်ဒီကျွန်တော်ချေဆက်ဖန်တီးပြီးရဲ့ဘောလုံးကိုတစ်စင်ကပ်ဖို့ပိတ်တဲ့တလုံးကဘိုးဖြစ်ပြောင်းလိုက်နိုင်ခဲ့တာဖြစ်တယ်ဒီနောက်တစ်ချီးကျူးမဲ့ကျွန်တော်မန်ယူရဲ့ဒီတစ်ခေါက်တဲ့ကိုသမားအနေနဲ့ပေါ့နော်ဒီပွဲမှာလည်းအကောင်းဆုံးကာကွယ်မှုတွေပြုလုပ်သွားခဲ့ပြီးတော့ဒီကျွန်တော်တို့ဒီလွတ်နေတဲ့စပေးတွေကိုပဲဘောလုံးကိုတိုက်ရိုက်ကန်တင်ပြီးဒီလီဗာပူးသင်းကိုပေါ့နော်ဒီဒုက္ခရအောင်ပေါ့ဒီအကောင်းဆုံးပေါ့ဒီကူညီသွားရလည်းဖြစ်တယ်ပေါ့နော်မန်ယူသင်းဟုတ်ကဲ့ကျွန်တော်တို့ဒါconclusion နေနဲ့ကျွန်တော်တို့ပြောမယ်ဆိုရင်ပေါ့နော်ဒီကျွန်တော်တို့ဒီပြီးခဲ့တဲ့ဘက်ကရှင်းမှန်ကြခဲ့ကြတဲ့ဒီလီဗာပူးအသင်းနဲ့ Manchester United တို့အသင်းတွေရဲ့အင်္ဂလန်တိုင်းပြိုင်ပွဲစဉ်မှာတော့ဒီ Manchester United အသင်းကဒီကျွန်တော်လီဗာပူးအသင်းရဲ့အိမ်ပွဲဖြစ်တဲ့ Anfield မှာ2 goal နဲ့အနိုင်ယူရှင်းမှန်ကြတာတော့ကြတာပဲဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်မှပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ